3D ချေမိတ်ဆွေအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့16ရက်8လပိုင်း2026ပေါ့နော်2026 8လပိုင်း16ရက်နေ့15ချိန်မှာထွက်မဲ့ကနန်းအတွက်မိတ်ဆွေတို့ကို YouTube တောင်ပေါ်ကနေပြီးတော့နော်မူလေးတစ်ခုပေါ့ဗျာကြိုက်လွန်အားကြည့်လို့ကစားပြပေးသွားပါမယ်တခြားအရန်မူလေးတွေကိုလည်းပဲဒါကိုတော့ကျွန်တော်တင်ပေးသွားပါမယ်ကျွန်တော်အနေနဲ့ဝန်ခံချင်တာကတော့ကျွန်တော်ရဲ့မိတ်ဆွေဆရာကြီးဦးလှဘောကနေပြီးတော့ပို့ပေးထားတဲ့site ကလေးတွေပေါ့နော်ဒါပေမဲ့အခြေခံအားဖြင့်တူညီပြီးတော့ကျန်တာကိုကျွန်တော်အနေနဲ့စဉ်းစားထားတာတွေပါပါတယ်။ကဲကြည့်လိုက်ကြအောင်ဗျာ။ဒါကတော့ကျွန်တော်တို့ဒီပေါ့နော်2026 15ချိန်မှာထိုင်းနိုင်ငံမှာတဲ့နော်ထိုင်းနိုင်ငံမှာဒါ2000သူတို့ကတော့သာသနာတက်ကလေးကိုတုံးနေဗျာ2569ခုဒီ16ရက်နေ့ထွက်မဲ့နော်ကနန်းနေပေါ့နော်ဟောဒီကနန်းနေဒါမိတ်ဆွေတို့တွေ့ပါလိမ့်မယ်အဲ့ကနန်းနေကိုတူတိုးရှိမှာဆိုလို့ရှိရင်တော့ထိုးရင်လက်ခံပါတယ်ဒါပေမဲ့တဝက်ပဲရပါတယ်တဲ့နော်တဝက်ပဲရပါတယ်နော်ဒီဥစ္စာကိုဒါမိတ်ဆွေတို့အတွက်သုံးချင်သုံးလို့ရအောင်လို့တင်ပေးတာပါ။ခိုင်နောက်အနေနဲ့ကျွန်တော်တင်ပေးသွားမယ့်ဥစ္စာကဒီပေါ့နော်ဒီ YouTube ကနေပြီးတော့မူလေး site ကလေးပေါ့နော်ဒါကျွန်တော်များသောအားဖြင့်ကျွန်တော် evolutionary method ကိုအဓိကအသုံးပြုပါတယ်ကျွန်တော်ဒီလို evolutionary method ဆိုတော့ single ပြောင်းလဲတာပေါ့ဗျာကျွန်တော်ကတော့ရှေ့မူကနောက်မူတွေအဓိကစံပြနမူနာပေါ့နော်ကန်အဲ့တော့ဒီမှာဒီဥစ္စာကဒါကျွန်တော်ဒါ2026 12 73ရိုက်တာတဲ့14ခု15ရိုက်တဲ့ site ကလေးပေါ့နော်ဒါကိုဘိတ်ဆွေတို့အနေနဲ့တွေ့အောင်လို့ဆိုပြီးဒါအရင်ဆုံးပြပေးတာပါကျွန်တော်တစ်ခုချင်းကိုရှင်းပြပေးသွားပါမယ်เนาะအဲ့မှာကျွန်တော်တို့ဒီမှာ2026 12ကြိမ်မှာဗျ2026 12ကြိမ်မှာဘာဖြစ်လဲလို့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ12ကြိမ်နဲ့73ကြိမ်နဲ့သူလှမ်းချိတ်ထားတာပေါ့เนาะသူပေးထားတဲ့ဥစ္စာတွေဒါဒီ1နဲ့3နဲ့အောက်မှာပါပြီဒီ9နဲ့10နဲ့ကတော့အပေါ်မှာရှိနေတာပေါ့เนาะနောက်တစ်ခုတစ်ခါထပ်ပြီးလဲပြီးတော့ဒီမှာကျွန်တော်တို့9ရဲ့ power 4လို့ဖြစ်ပြီးတော့4ရဲ့နက်ခတ်တယ်မှာ2ဆိုတော့ထောက်တယ်2 power ခွန်းလို့ဆိုပြီးတော့ပြောရင်တော့စတဲတဲ့ဥစ္စာကဒီနေရာမှာတဲတဲ့အရာကိုယူမယ်ဆိုရင်ကျွန်တော်6 4 2ဆိုတဲ့ဥစ္စာကိုကျွန်တော်တို့ယူပါမယ်6 4 2ပေါ့နော်6 4 2ဆိုတဲ့ခါမှာဒီမှာ6 4 2လို့ဖြစ်ပြီးတော့12ကြိမ်မှာမလေး12ကြိမ်မှာကျွန်တော်တို့တောင်မော်လာစားမှာ6လို့ဖြစ်ပြီးတန်ခွင်းထိပ်မှာ4လို့ရေးပါတယ်4ရဲ့နက်က2ကိုကျွန်တော်တို့ဇေရီရဲ့ယာချင်းမှာထည့်လိုက်တယ်ပေါ့ဗျာเนาะထည့်လိုက်တဲ့ဥစ္စာလေးပါဒါဆိုလို့ရှိရင်ဒီမှာလည်းကြီးလိုက်မယ်ဆိုလို့ရှိရင်14ချိန်15ချိန်မှာကြီးလိုက်မယ်ဆိုရင်ကိုယ့်ရဲ့ power 4ပါတဲ့เนาะလာစားမှာကိုတန်ခွင်းထိပ်မှာ4ဖြစ်ပြီး4ရဲ့နက်က2ကိုကျွန်တော်တို့တရိတ်ကန်ယာချင်းမှာတဲ့တယ်ပဲချလိုက်တယ်ဗျာเนาะအဲ့လိုချလိုက်တဲ့အချိန်မှာသူကနောက်တစ်ခုဆက်ကြည့်လိုက်ရမှာဒီကျွန်တော်တို့ဒီမှာသူကနှလုံးပေါင်းချင်း3တဲ့ဒီမှာနှစ်နဲ့3ပြီးလဲပြီးရော3 3ညနဲ့3ထားပါတယ်เนาะအဲ့လိုပဲမူလဟာမှာဆိုပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်းထိုနည်းတူသွားပါပဲเนาะဒီမှာ3ည3နဲ့3ပြီးခွန်6နဲ့3ထားတာကိုတွေ့ပါလိမ့်မယ်အဲ့3ဒီနှလုံးပေါင်းချင်း3ဆိုတဲ့ဥစ္စာကိုဒီ64เนาะ64အတွဲပြုတ်ရိုက်တယ်ပဲဗျာ64နှစ်ကို1ချိန်နဲ့4ကိုအတွဲကစားတယ်လို့ပြောရပါလိမ့်မယ်เนาะအဲ့4ကိုအတွဲနဲ့ကစားတယ်လို့ကျွန်တော်ဂျမားပဲကြီးလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဒီနှလုံးပေါင်းချင်း3ဒီနှလုံးပေါင်းချင်း3လို့ဖြစ်ပြီးတာ ਨੇဒီ6 4 2เนาะ6 4 2ဆိုတဲ့ကဏ္ဍကဒီမှာဒီနှလုံး3ဒီနှလုံး3ကြောင့်အဲ့နှလုံးပေါင်းချင်း3ဒီမှာတော့သူအခွာကစားပေးတယ်ဗျာเนาะအခွာကစားပေးပြီးလဲပြီးတော့အဲ့49 4 2ကို1ချိန်နဲ့4ခွန်9ဆိုပြီးတော့ထွက်ခဲ့တယ်ဗျအဲ့ညမှာတစ်ခါထပ်ပြီးလဲပြီးတော့ပို့ပြီးတော့เนาะကျွန်တော်တို့ဒါမှမဟုတ်တချို့ကကျွန်တော်တို့အကြိုကတ်ကိုတန်းတန်းတတတောင်းကြတယ်ပေါ့ဗျာအကြိုကတ်လေးရရရှင်ဘယ်လောက်ထိအောင်ခိုင်ပါတယ်ဆိုကြွေးကြော်ကြတယ်ဒါမမဟုတ်ဗျာအမှန်ပဲဗျာဘာကြောင့်လဲဆိုရင်ကြည့်လိုက်ဗျာဒီမှာကျွန်တော်တို့ခုနကမှာဒီနှလုံးပေါင်းချင်းဒါ2026 12ကြိမ်မှာနှလုံးပေါင်းချင်း3နှလုံးပေါင်းချင်း3လို့ပြီးပြီးပြီဒီမှာ86ဆိုပြီးလေပြီးတော့73ကြိမ်မှာနှလုံးပေါင်းချင်း3ဆိုတဲ့ဥစ္စာကိုထပ်ပြီးတော့ထည့်လိုက်တယ်ဗျာနော်3 3 3လို့ဖြစ်လိုက်တဲ့အဲ့3ဒီ4 9နဲ့1ကြိမ်မှာ2ကိုနားခဲ့ပြီးလေပြီးတော့4ကိုအတွဲပြုတ်ကစားသွားခဲ့တယ်လို့ဒါကျွန်တော်ပြောချင်တယ်နော်အဲ့လိုနားတဲ့နေရာမှာတော့မှเนาะကျွန်တော်တို့ဒီမှာ65နောက်တွဲတဲ့အဲ့65ကိုကြည့်လိုက်စမ်းပြဒီမှာကျွန်တော်တို့73ချိန်ရဲ့ TV မှာအပေါ်မှာ65လို့ဆိုထည့်ထားတယ်အဲ့ဒီ65ကိုเนาะ
ခုန49အတွဲနဲ့95ကို95လို့ပဲနောက်တွဲလာပြီးတော့ကစားလိုက်တယ်ဗျာနော်အဲ့လိုကစားလိုက်တဲ့နေရာမှာကျွန်တော်တို့ကြည့်လိုက်ရမယ်ဒီမှာဒီသုံးလုံးပေါင်းကြီး413သုံးလုံးပေါင်းကြီး8ကိုဒီမှာလည်းပဲ413သုံးလုံးပေါင်းကြီး8လို့ခွေလိုက်တဲ့အတွက်ကြောင့်အဲ့8ဒီဒီမှာ495ဆိုပြီးတော့49ရဲကို49နှစ်ဝမ်းချင်း49ရဲကိုဒီနှလုံးပေါင်းချင်း3ကြောင်နော်နှလုံးပေါင်းချင်း3နေကြောင်49ရဲကိုတခါဟော်ရီကနေပြီးတော့65အချိုကက95နောက်တွဲနဲ့ကစားခဲ့တယ်လို့ဒါပြောရမှာပေါ့နော်အဲ့မှာ break က413ဆိုပြီးပြီးတော့10 break ကစားခဲ့တယ်ဗျဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာတိတိကျကျပဲဗျမှန်ကန်ပဲဗျနော်ဟိုအလုပ်လုပ်တဲ့နေရာမှာစနစ်တကျနဲ့လောက်သွားတယ်ဒါကြောင့်မလို့တချို့ကပြောတယ်အလကားပါကွာထွက်ချင်တာထွက်တာဆိုထွက်ချင်တာထွက်တာမဟုတ်ပါဘူးเนาะဒါမိတ်ဆွေတို့အနေနဲ့ဟိုလစ်တာပါဟိုဆရာကြီးတွေလည်းရှိပါတယ်ဆရာငယ်တွေလည်းရှိပါတယ်အခုမှစူးစမ်းနေတဲ့သူလည်းရှိပါတယ်ရှာပါဖွေးပါเนาะကျွန်တော်ဆိုလို့ရှိရင်ဒါအချိန်မရတဲ့အတွက်ကြောင့်ကျွန်တော်ရတဲ့အချိန်ကလေးမှာကျွန်တော်ဒါတင်ပေးတာပါကျွန်တော်ရက်ကူးရက်တင်တွေမှာလုံနဲ့ပတ်သက်တာတွေเนาะရှုပ်ထွေးတို့ပေါ့เนาะကင်ထားပါတော့ဗျာဒါဆိုဟုတ်ပြီဒီမှာလည်းကြည့်လိုက်ပါခုနက2026 14မှာဒီမှာနော်ဒီမှာ4-9နှစ်လို့ဖြစ်ပြီး6-4နှစ်လို့ဖြစ်လာပြီပေါ့နော်6-4နှစ်လို့ဖြစ်ပြီးတာနဲ့ဒီမှာနှလုံးပေါင်းချင်း3နှလုံးပေါင်းချင်း3နှလုံးပေါင်းချင်း3ဆိုပြီးတော့ဒီ3-3ညကို3ည3လို့ပဲရိုက်လိုက်တဲ့အတွက်ကြောင့်မလို့နော်ဒီမှာအဲ့နှလုံးပေါင်းချင်း3ဒီ4-9ရဲကိုပဲကစားခဲ့တယ်ဒါပေမဲ့သူကတော့အခွကစားတယ်ဘာလို့ခွကစားလဲတဲ့ဟုတ်ပါနော်ဒီမှာအကြိုကလာထားတဲ့ခွန်ကိုကိုနောက်တွဲခွန်ကိုကစားလို့နော်ကိုကခွပြီးတော့ကစားခဲ့ပါတယ်တဲ့နော်အဲ့လိုကစားတဲ့နေရာမှာဟောမှကြည့်ပါ4-9ခွန်ဆိုတဲ့10ကိုဒီမှာ956ဆိုပြီးတော့10လို့ပေးထားတဲ့အတွက်ကြောင့်မလို့ तू က10 break ကိုနော်လုံးဝအမှန်ကန်ကစားသွားခဲ့တယ်လို့ပြောပြရတယ်နော်ဒါဆိုပြီးတော့ဒီမှာလည်းမိတ်ဆွေတို့ကြည့်ပါတွေးမှာပါနော်ကျွန်တော်တစ်ခေါက်ပြန်ပြီးပြောပါမယ်ဒီမှာလာစားမှာ9တန်ခွင်းတိတ်မှာ4အနှစ်ကနှစ်ကိုဒီမှာချပြီးအကြိုကြတော့ဒီမှာခွန်လို့ဆိုပြီး तू လားထည့်ထားတယ်ဗျာနော်အဲ့မှာပဲဒီမှာ3ည3နှလုံးပေါင်းချင်း3ခွန်6နှလုံးပေါင်းချင်း3ကိုဒီမှာခွန်6နဲ့နှလုံးပေါင်းချင်း3လို့ဖြစ်လိုက်တဲ့အတွက်အဲ့3ဒီဒီမှာအဲ့49နှစ်1ချိန်မှာ49အတွဲကစားခဲ့တယ်လို့ပြောလိုက်ပြသေးအဲ့49အတွဲကစားတဲ့နေရာမှာเนาะဒီမှာနောက်တွဲ65ကိုအကျိုးလာတဲ့73ချိန်ကတီးပြီးအပေါ်နှလုံး65ကို65နောက်တွဲအနေနဲ့ကစားခဲ့ပါတယ်အဲ့မှာ4-1-3လုံးပေါင်းချင်း8 4-1-3လုံးပေါင်းချင်း8ဒီ10 break လို့ဆိုပြီးတော့ကစားခဲ့တယ်ဗျဟုတ်ပြီဒါဆိုလို့ရှိရင်ဒီမှာလေးတစ်ခေါက်ပြန်ကြည့်လိုက်မယ်ကျွန်တော်တို့ဒီမှာ9ရဲ့ power 4အနက်က2လို့ဖြစ်ပြီး2ရဲ့ power ခွန်ဆိုတဲ့ဥစ္စာကိုတော့ဒီမှာဇေဒီရဲ့ယာဘက်မှာဒါအကျိုးမှာထည့်လိုက်ပြီပေါ့နော်အဲ့လိုပဲဒီမှာ2တဲ့နှလုံးပေါင်းချင်း3 3နဲ့နှလုံးပေါင်းချင်း3ပြီးတာနဲ့ဒီမှာ3ည3ဆိုတဲ့ဥစ္စာကိုနှလုံးပေါင်းချင်း3နဲ့ထည့်လိုက်တယ်ဗျအဲ့3လုံးဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမှာ4-9နှစ်ပေါ့နော်အဲ့4-9နှစ်မှာ4ထိပ်နဲ့ပဲ49အတွဲဒီအခွာကစားခဲ့ပါတယ်ဘာကြောင့်ခွာကစားလဲဆိုရင်ဒီ89လို့နောက်တွဲမှန်ကန်ထည့်ခြင်းလို့ပြောလိုက်ပြတယ်နော်4-9ဆိုတဲ့ဘူဘရိတ်ကို4-9ခွန်3လုံးပေါင်းချင်း10 956 3လုံးပေါင်းချင်း10ဒီဘူဘရိတ်အနေနဲ့သူ10ဘရိတ်ကစားပြီးတော့ကစားခဲ့တယ်လို့ပြောရပါလိမ့်မယ်အဲ့တော့ဟုတ်ပြီအဲ့တော့ကျွန်တော်တို့မူရင်းအစမှာတဲထားတဲ့နေရာမှာဒုတိယပွဲအတွက်လာပြီဗျာ4-9နဲ့3လုံးပေါင်းတော့9တဲ့အဲ့9ကိုစေဒီရဲ့ထဲမှာထည့်ပြီး9ရဲ့နှက်က3ကိုကျွန်တော်တို့လာတဲ့2026 73ချိန်ကိုလှမ်းချိတ်လိုက်ပြီတော့ဒီမှာနှစ်ကပါဝါခွန်ဆိုတဲ့ဥစ္စာကိုဒီမှာချလိုက်သလိုပဲမူရင်းစပထမမှာလာတဲ့ဒီမှာ58ဆိုတဲ့ထိုင်းအဲ့ဒီ8ကပါဝါနက်က1အဲ့1ကထိုင်းပါဝါ3ဘဘ8ပါဝါ3 9နက်က3ဆိုပြီးတော့9381ဆိုပြီးဒီလေးလုံးကိုလည်းပဲဒီနှစ်ကအတွက်ချိတ်လိုက်ပြီလို့เนาะအဲ့လိုချိတ်လိုက်သလိုဒီဘက်မှာလည်းကြည့်လိုက်အောင်ဗျာเนาะမူရင်းစခင်းနဲ့ဟိုမှာတော့98နဲ့ခင်းပြီးတော့ဒီကြတော့13နဲ့ပြန်ခင်းတယ်เนาะ13ထိုင်းပါဝါဖြစ်ပြီးတော့3ရဲ့နှက်ခတ်9ရဲ့ထိုင်းပါဝါ8လို့ဒီမှာဖြစ်ပါတယ်တခါပြန်ကြည့်ရင်လည်း1နှက်ခတ်8ကပါဝါ3ရဲ့နှက်ခတ်9ရဲ့ထိုင်းပါဝါ8ဆိုပြီးတော့သူရဲ့စီတဘောလေးကိုပြည့်ပြည့်စုံစုံခင်းသွားခဲ့တယ်တခါထပ်ပြီးလည်းပြော2ကပါဝါခွန်ဆိုတဲ့ဥစ္စာကို6-4နှစ်ခွန်ဆိုပြီးဒီလိုသူထည့်လိုက်တယ်ဗျဟုတ်ပြီဒါဆိုလို့ရှိရင်ပြီးတာတွေကိုပြီးသွားခဲ့ပြီဒီပွဲမှာကစားမာလေးကိုကြည့်လိုက်ကြအောင်အဲ့တော့ဒီဘွဲမှာဒီလိုပြည့်စုံတဲ့လမ်းတွေကိုခင်းပြီးတဲ့အခါကျတော့ तू ကတော့ကဏ္ဍလေးထုတ်ပေးလိုက်တယ်ဗျာ1-4နေတဲ့3လုံးပေါင်းချင်းခွန်တဲ့အဲ့ဒါကိုပထမ4-1နဲ့3လုံးပေါင်းချင်းခွန်လိုက်တဲ့အတွက်ပြီးတော့အဲ့ဒီဥစ္စာကို2-4ဆိုပြီးတော့ခွန်ဘရိတ်ရိုက်ခဲ့ပါတယ်
ဒါမိတ်ဆွေတို့နှစ်တစ်လေးကိုဒဲအခင်းနဲ့ခွန်ဘရိတ်ရိုက်ခဲ့တယ်လို့ပြောရပါမယ်အဲ့နေရာမှာတစ်ချက်ကြည့်လိုက်ကျွန်တော်ပြောဦးမယ်ဗျအဲ့လိုခွန်ဘရိတ်ရိုက်တဲ့နှစ်တစ်လေးဒီဟိုမှာလေးရှိပါတယ်လေးရဲ့နှက်ခမ်းအဲ့ဒီကျွန်တော်တို့ဒီမှာနော်ဇေဒီတောင်မော်ပလက်တိုင်ပေါ့နော်တောင်မော်ပလက်တိုင်ရဲ့အောက်မှာလေးရဲ့နှက်ခမ်းနှစ်ဆိုတဲ့ဥစ္စာကိုခွန်၅ပေါင်းချင်းနဲ့ထောက်ပေးလိုက်တယ်ဗျအဲ့လေးရဲ့နှက်ခမ်းနှစ်ကပါဝါခွန်ဆိုတဲ့ဥစ္စာကိုဒီမှာထည့်လိုက်တဲ့အတွက်ကြောင့်ခွန်ပရိလာတော့မဟုတ်လေးနှစ်ခွန်ကိုဝမ်းကျင်းနဲ့နှစ်တစ်လေးဆိုတော့ဟာဒီကနန်းကိုထွက်သွားခဲ့ပါတယ်ဒါဘာကြောင့်လဲဆိုတဲ့ဥစ္စာကိုကျွန်တော်ပြောချင်တဲ့ဥစ္စာကဒီမှာကြလို့ရှိရင်ကွက်ပြလာလို့ပါကြည့်လိုက်ကြအောင်ဒီမှာကြတော့ဟုတ်ပြီ तू ကတော့ခွန်နဲ့ထိတ်တင်လိုက်ပြီနော်ခွန်နဲ့ခံ3ညဆိုတဲ့ဥစ္စာဒီမှာ64နဲ့3ညပြီ3ညပါဝါ9လို့ဆိုဖြစ်တဲ့အတွက်ဒီပွဲမှာပထမဦးဆုံးအနေနဲ့ကျွန်တော်တို့ခွန်3ည9ဝမ်းကျင်းကစားဖို့ရှိပါတယ်တော့မဟုတ်ဒီ9ကိုသူတို့မူရင်းဆရာရကတော့9 break လို့ကောက်တာပါတယ်ကဲအဲ့မှာကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်ခုနလိုပဲဒီမှာတော့ကကျွန်တော်တို့ဒီမှာနော်တစ်လေးနှစ်ခွန်ကိုလေးတစ်နှစ်နဲ့ခွန်လို့ဖြစ်တော့အဲ့ကဏ္ဍนี่ဒဲအကစားလာခဲ့တယ်ဗျာနော်ဒီမှာလေးခွန်၅ပေါင်းချင်းနှစ်ဒီခွန်နဲ့လေးနှစ်ခွန်ဝမ်းကျင်းနဲ့ကစားခဲ့ပါတယ်ဒါဆိုရင်အခုကျွန်တော်တို့ဒီမှာကတော့635ဆိုတော့4ဗျာအဲ့4ကိုဗျာနှစ်ခွန်5ဆိုပြီး4လို့ဆိုပြီးတော့လာဖြစ်ထားပါတယ်ဒီ4ဒီဘာနဲ့ကစားလဲနော်ဒါကတော့ကျွန်တော်တို့ဒီမှာကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ဗျာဒီမှာ4138တဲ့ဒီမှာ4138လို့ဖြစ်တယ်အဲ့ရှိကဒီမှာ495ဆိုပြီးတော့ကစားတယ်သူကတူတယ်နော်ဟောဒီမှာကျတဲ့အခါကျတော့ကျွန်တော်တို့49ခွန်ပေါင်းချင်း3ည956ပေါင်းချင်း3ညဆိုသူကတော့နှစ်ခုကွဲထားတာဗျာဒါကြောင့်လည်းပဲဒီမှာလိုက်ကွဲလာပြီ635နဲ့4နှစ်ခွန်9နဲ့4တဲ့ဒါဆိုကျွန်တော်တို့635ကိုထိုးမလားနှစ်ခွန်9ကိုထိုးမလားဆိုပြီးတော့ကျွန်တော်တို့စဉ်းစားရတော့မှာပေါ့နော်အဲ့နေရာမှာကျွန်တော်တို့အဲ့မှာလာတာကခွန်3ည9ဒီဝမ်းကျင်းပါတဲ့โอเคမိတ်ဆွေဘာလို့လုပ်မလဲ635လားခွန်3ည9လားကစားကြမယ်ခွန်3ည9ဝမ်းကျင်းနဲ့ဆိုရင်ကျွန်တော်တို့ရမှာကတော့နှစ်ခွန်9ဆိုတဲ့ကဏ္ဍကိုရပါလိမ့်မယ်အဲ့နှစ်ခွန်9လို့ရမယ့်နေရာမှာကျွန်တော်တို့ကြည့်ရမယ့်ဥစ္စာကဒီခုနဲ့ခွန်နှစ်လို့ဖြစ်တယ်ဟိုက်နှစ်ကထိပ်စီးတက်လာတယ်ဗျာဒါဆိုလို့ရှိရင်နှစ်ထိပ်နဲ့နှစ်တစ်လေးလို့ထွက်လာတာဖြစ်တဲ့အတွက်ကြောင့်ဓမ္မဆိုလို့ရှိရင်လည်းကျွန်တော်တို့ခွန်ရဲ့ပါဝါနှစ်အဲ့နှစ်ကထိပ်စီးတက်မယ်ဆိုရင်နှစ်ကထိပ်စီးနဲ့နော်ဒီ9ကအလဲထိုင်ဖို့ရှိပါတယ်ဒီတစ်ကနော်ဓမ္မအလဲထိုင်သွားပြီးတော့ဒီနှစ်ကထိပ်စီးဒီတစ်ကအလဲထိုင်ပြီးလိုက်ပြီးတော့ဒီလေးတစ်နှစ်ဆိုတာကိုနှစ်တစ်လေးလို့ထွက်ခဲ့သလိုနော်တကွယ်တဲ့သောကဏ္ဍအနေနဲ့ပြောမယ်ဆိုရင်နှစ်ခွန်9ဆိုတဲ့ဥစ္စာကိုဘယ်လိုနေရာချမလဲခွန်ပါဝါနှစ်အဲ့နှစ်ဒီထိပ်စီးတဲ့အဲ့ထိပ်စီးပြီးတဲ့ဟောဒီ9ဒီအလဲထိုင်မယ်ဆိုလို့ရှိရင်ကဲဗျာနှစ်ခွန်နှစ်9ဆိုရှည်ရဲနောက်မှာနောက်ကနေပြောခွန်ဆိုပြီးကပ်ဖို့ရှိပါတယ်အဲ့ဒီခွန်ကနောက်ပိတ်ကလေးနဲ့နှစ်ခွန်9လို့ဆိုပြီးတော့မိတ်ဆွေတို့sorry နှစ်9ခွန်ဆိုပြီးတော့ break လေးကိုနှစ်9ခွန်လို့ထိုးဖို့ရပါတယ်လို့တကွက်တော့ကဏ္ဍကိုပြောလိုက်ပါစေအကယ်၍များဒီတကွက်ကိုအရန်လေးတွေနဲ့တွားကျင်တော့ကျွန်တော်တို့တကွက်ထဲပေးလိုက်ပြီနော်နှစ်9ခွန်ဆိုပြီးတော့တကွက်ထဲအဲ့တကွက်ထဲကိုမိတ်ဆွေတို့ကြိုက်လို့ထိုးကျင်တဲ့ပါဆိုရင်လေထိုးပါ635ဆိုတဲ့ကဏ္ဍကို653ဆိုပြီးတော့အရန်ကစားလို့ရပါတယ်နော်ဒီနေရာမှာတခြားဘာတွေရှိသေးလဲလို့တွေးတောစရာဖြစ်နိုင်တယ်အဲ့တော့ဒီမှာတော့ကျွန်တော်တို့နှစ်9ခွန်ဆိုတဲ့အနီးကပ် only one တကွက်ထဲကိုပေးလိုက်ပါတယ်အရန်နေနဲ့ရန်ကျင်မဆို635ကိုကြိုက်သလိုသာကစားလိုက်ပေါ့ဗျာကျွန်တော်ပြောချင်တာကတော့ဒါပါပဲအဲ့တော့ကျွန်တော်တို့ဒီမှာနော်ရန်ထားလို့ရမယ့်ဟာမျိုးကျွန်တော်စဉ်းစားထားတဲ့ဥစ္စာဒီနှစ်9ခွန်ဖြစ်ပါတယ်ဒီမှာ315 959ခွန်66 963နှစ်6ခွန်နဲ့6ခွန်ခွန်ဆိုတဲ့ကဏ္ဍတွေကိုကျွန်တော်တို့အရန်အနေနဲ့စဉ်းစားပါတယ်အဓိက main ကတော့257တကွက်ထဲဖြစ်ပြီးတော့9ပရိတ်နဲ့ဆိုရင်တော့267ကိုရပါတယ်အရန်အနေနဲ့9ပရိတ်အတွက်ကတော့6ခွန်ခွန်ဖြစ်ပါတယ်နှစ်9ခွန်အနေနဲ့ရန်နာတွေကတော့ဒီကဏ္ဍတွေပေါ့ဗျာကဲအဲ့ဒါဆိုရင်တော့ကျွန်တော်ပေးတဲ့ဥစ္စာကတကွက်ထဲသောကဏ္ဍကတော့ only one တကွက်ထဲကတော့နှစ်9ခွန်မိတ်ဆွေတို့ကြိုက်ရင်ကြိုက်တဲ့လောက်နိုင်ရင်နိုင်တဲ့လောက်ကစားလိုက်ပေါ့ဗျာ okay 3D ကြီးများလဲအများကြီးပေါက်ကြပါသေးဗျာ